ဆက်အသွယ်ပြတ်ရတယ်။ဘုရားသခင်ရဲ့စုံလင်ပြည့်စုံတဲ့ကဘာကြီးလဲပျက်စီးသွားရတယ်။အပြစ်ကတကဘာလုံးကိုပြန့်နှံ့သွားတယ်။ဒါကြောင့်လူတိုင်းအပြစ်လုပ်ကြတယ်။အပြစ်ရဲ့ဆိုးကျိုးကတော့သေခြင်းဖြစ်တယ်။ဒါပေမဲ့တို့တွေကိုချစ်တဲ့ဘုရားသခင်ရဲ့မေတ္တာကိုအပြစ်ကမစီးတားနိုင်ပါဘူး။ဘုရားသခင်မှာအကြံအစီရှိတယ်။ဘုရားသခင်ကတို့တွေကိုချစ်လို့သူ့ရဲ့သားတော်ယေရှုကိုကဘာပေါ်ဆေလွတ်ခဲ့တယ်။တို့တွေဟာအပြစ်လုပ်လို့ဘုရားသခင်နဲ့အဆက်ပြတ်သွားပေမဲ့သခင်ယေရှုကအဆက်အသွယ်ပြန်လုပ်ပေးဖို့ကဘာမြေကြီးပေါ်ကြွဆင်းလာခဲ့တယ်။သခင်ယေရှုကဖျားနာတဲ့သူတွေကိုကျန်းမာအောင်လုပ်ပေးတယ်။အံ့ဩစရာတွေကိုလည်းလုပ်ခဲ့တယ်။အထီးကျန်တဲ့သူတွေကိုလည်းကြိုဆိုတယ်။လူတွေကိုဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအကြောင်းသင်ပေးတယ်။ချစ်ချင်းမေတ္တာဟာဘာနဲ့တူတယ်လဲဆိုတာကိုသူ့ရဲ့စုံလင်တဲ့အသက်တာနဲ့တို့တွေကိုပြပေးခဲ့တယ်။သခင်ယေရှုကတခါမှအပြစ်မလုပ်ခဲ့ဘူး။အပြစ်လည်းလုံးဝမရှိဘူး။ဒါပေမဲ့တို့တွေကိုချစ်လွန်းလို့တို့တွေရဲ့အပြစ်အတွက်လက်ဝါးကပ်တိုင်ပေါ်မှာအသေးခံပေးခဲ့တယ်။ဒီလိုအသေးခံခဲ့တာဟာဘုရားသခင်နဲ့တို့တွေပြန်ပြီးအဆက်အသွယ်ရဖို့ဘုရားသခင်ရဲ့အကြံအစီအတိုင်းလုပ်ခဲ့တာဖြစ်တယ်။အသေးခံခဲ့ပြီး၃ ရက်အကြာမှာတော့သခင်ယေရှုဟာအပြစ်နဲ့သေခြင်းတကိုးကိုချိုးဖျက်ပြီးသေရာကနေပြန်ရှင်လာတယ်။နောက်တော့သူ့ရဲ့တပည့်တော်တွေနဲ့အချိန်ယူသွန်သင်ပေးပြီးကောင်းကင်ဘုံကိုပြန်တက်ကြွသွားတယ်။အခုသခင်ယေရှုကထာဝရအသက်ရှင်နေတယ်။သခင်ယေရှုကတို့တွေကိုဒီအတိုင်းပြစ်မထားပါဘူး။သူ့ကိုယုံကြည်တဲ့သူတိုင်းရဲ့အထဲမှာအသက်ရှင်ဖို့တန်ရှင်သောဝိညာဉ်တော်ကိုစေလွှတ်ခဲ့တယ်။တို့တွေကိုဖျားသခင်ဖန်ဆင်းထားတဲ့ရည်ရွယ်ချက်အတိုင်းအသက်ရှင်ဖို့အဲ့ဒီဝိညာဉ်တော်ကတကိုးပေးတယ်။တနေ့ကျရင်သခင်ယေရှုပြန်ကြွလာမယ်။အဲ့ဒီအခါဖျားသခင်ကအရာရာကိုပြည့်စုံအောင်ပြန်လုပ်မယ်။ဖျားသခင်ကကောင်းကင်သစ်နဲ့မြေကြီးသစ်ကိုဖန်ဆင်းမယ်။သခင်ယေရှုကိုယုံကြည်တဲ့သူတိုင်းသူနဲ့အတူထာဝရအသက်ရှင်ရမယ်။ဖျားသခင်ကသင်ကိုသိတ်ချစ်တယ်။သင်ကိုသူ့ရဲ့ပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းတယ်။သခင်ယေရှုကိုယုံကြည်အားကိုးပြီးသူ့နောက်ကိုလိုက်တာကပျက်စီးသွားတဲ့တို့တွေနဲ့ဖျားသခင်ရဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ပေးတယ်။ဖျားသခင်ရဲ့ပုံဝတ္ထုမှာသင်ပါဝင်ဖို့အသင့်ဖြစ်ပြီလား။